ရှင်တောင်းရတော့နော်အများကြီးပေါ့လေနော်အဲ့မဲ့ကျွန်မတကယ်ကိုကျေးဇူးတော်နားလေတဲ့နောက်ပိုင်းမှာလေကျွန်မအရင်ကိုကျွန်မစိတ်ထဲမှာလေခုနအမစီလျနော်ပြောတယ်လို့ပေါ့အထင်းမှာလေနော်အရင်တက်ချင်းရှိတယ်ကြောက်စရာမရှိတော့ကျွန်မချီးမွမ်းလို့ရှိရင်အာရပါရအာရပါရနော်လူရဲကျွန်မဘယ်လိုထင်ပါလဲလူရဲကျွန်မဘယ်လိုတွေးမှကျွန်မဘာမှမစင်စားတော့ကျွန်မနာမဘယ်သူရှိလဲဆိုတာလေးမစင်စားတော့ကျွန်မချီးမွမ်းရင်လည်းအာရပါရချီးမွမ်းနေဖခင်နဲ့ကျွန်မနဲ့စကားပြောတာပေါ့နော်အဲ့ဒါအစားတော့ကတော့လေကျွန်မမျိုးသားကျွန်မရောက်ခါစနော်နော်တချစ်ဆိုလို့ရှိရင်ဟာလေလုယာလို့ကျွန်မထွေးတော်ထွက်တယ်ပြီးတော့နော်အော်အရင်ကသူ့ကိုလေးတော့အိမ်ပြန်တဲ့ချိန်မှာတော့ကျွန်မသူ့ပြောတာလေချူချူလေးအချစ်လေးရေးရဖခင်ကိုကိုွယ်တာလေးနော်ဟာလေလုယာလို့ဆရာမလို့ဘူးတဲ့နှလုံးသားဖခင်တခင်တည်တယ်အဲ့ဆိုတော့လေတချစ်ဆိုလို့ရှိရင်နော်ဒီလိုခက်တီတီနဲ့ဆိုလို့ရတယ်တဲ့အဲ့ဒါနဲ့ဒါပေမဲ့သူကျွန်မပြောတယ်အော်မိမရေနေနားမလီသေးလို့နော်တကယ်နေနားလေလို့ရှိရင်ကျွန်တော်ချက်စုမေလို့ပြောတာလေအဲ့ဒါနဲ့ဒီငါစုဖို့ကတော့ဝေးကြီးဒါပေမဲ့နားမလီခင်မှာတော့အဲ့လိုပြောတာပေါ့ဒါပေမဲ့ဖခင်တခင်ကကျွန်မပြောမှတမရကိုလေအဲ့ဒီဟာကိုလေကျွန်မဖခင်တခင်ကကျွန်မဘလောက်ပဲပြင်မှာသူ့ရဲ့ချစ်ချင်းမေတ္တာကပူကြီးတယ်လေနော်အဲ့ဆိုတော့ကျွန်မတကယ်ကျေးဇူးတော်တကယ်နားလေပြီးတကယ်နားလေတော့နောက်ပိုင်းမှာလေနော်သူပြောတာဟုတ်တယ်ကျွန်မချီးမွမ်းမေဖြစ်ဘလို့ပဲဖြစ်ကျွန်မအာရပါရနေပဲချီးမွမ်းချင်တော့တယ်ဘာဖြစ်လို့ဆိုတော့ဒီလောက်ကောင်းမြတ်တဲ့ဖခင်နော်အရာခတ်တင်တတ်နိုင်တဲ့ဖခင်လေနော်အော်ဖခင်တခင်ကဆရာလေးပြောတယ်လေနော်ဖခင်တခင်ကကြောက်စိတ်ကိုမပေးဘူးရင်းရင်းတဲ့စိတ်တကူပါတဲ့စိတ်ပေးတယ်လို့ပြောတာလေနော်အဲ့ဒါကျွန်မလေးအရင်ခွင့်အားရတယ်အရာခတ်တင်တတ်နိုင်တဲ့လူတွေကျမတို့လေးတွေကြီးကျူးတော်အဖြစ်ကြီးစုတောင်းကျမတို့လေးအရာခတ်တင်ကိုတတ်နိုင်တော့သူဖြစ်တယ်ဆိုတာလေကျမရေးဝင်ခံတယ်အဲ့ဒါကျမအရင်ဝင်မြောက်တာဗာလေကျမလေးတော့အခုနောက်ပိုင်းမှာပဲကျမလေးနားလေတာပေါ့ကျမတိမ်မှာရောက်ခါစားလဲအမျိုးသားတစ်ချင်းလောက်ခရီးသွားတာလေတစ်ချင်းလောက်ခရီးသွားတော့ကျမအရင်ညှိတွားတယ်ကျမမချစ်တာလားကျမတိမ်မှာလာနောက်တက်ရတလို့ဒါစိတ်ထဲမှာတော့တခါသူတခါခရီးတော့တာသူပြန်လာတယ်တော့ကျမသူတကားပေါ်ဖွင့်ပေးဘူးသူအပြင်မှာဘာနာကြီးဝလို့ဆုံးနေတယ်ဒါပေမဲ့ကျမအဲ့ဒါတမင်တကာလောက်တာပေါ့နော်အဲ့မဲ့သူကျမတော့ခွင့်လုပ်ပါတယ်အဲ့ဒါတော့ကျမဖွင့်ပေးတော့မိမကြီးကျေးဇူးတင်နေတယ်ကျမပြောတာလေနော်ကျမတော့ပြောချင်တာတော့အပြည့်ပေါ့ဒါပေမဲ့သူကြီးနေပဲကြည့်တာဒါပေမဲ့ကျမကလေးတွေနော်ကျမစကားလေးမတတ်ပါလေးမသူများရောမှာနော်စီဝေတာတောင်းမှနော်အပြားလေးတွေကျမကြည်တန်းဒီလိုလေရမလားမရမလားနော်ကိုကအတိတယ်လေ30တော့စီတော့ဒီလိုကြည့်တိတယ်လေတော့ဒါပေမဲ့အဲ့ဒါတော့ကျမစေးတော်လို့ရှိအရင်ဆိုးရရတယ်လေနော်ဒါပေမဲ့ကျမဘေဘဝမှာပဲနေဘေဘဝမှာပဲကျမရက်တီကျမအမျိုးသားကျမမရွေးချယ်ဘူးကျမမိသားစုမရွေးသူရွေးချယ်တာဖခင်တခင်ဖြစ်တယ်အဲ့ဆိုတော့နော်ကျမဘယ်လိုပဲခေသူကျမကိုလေချစ်ပါတယ်ဒါပေမဲ့အဲ့ဒီဟာကိုလေအဲ့ဒီကိုအကြီးမမထားဘူးပြောမှာပေါ့तू ကတော့မယ်ဆိုတော့ तू ကတော့မယ်တဲ့မိမရေဟုတ်နော်ဝေးတော့မယ်ဆွေဒင်တော့မယ်တော့မယ်အဲ့ဒါပဲပြောတယ်နော်ဖျက်သခင်နေတော့အတူပါဖျက်သခင်ကဆောင်ရှောက်ပေးမယ်လို့ပြောတာအမေ तू ကပြောရင်လေကျမကဘာမှစိတ်ထိမှလည်းဘာမှမရှိဘူး तू တော့ရင်ကျမလေးတော့ချင်းတာပဲတည်တယ်အဲ့တော့ဒါပေမဲ့ဒီနေ့ကျမပြန်နားလေတာကတော့အဲ့တော့ကတော့ကျမကိုအဲ့လိုထားခဲ့တဲ့ဆိုတဲ့စင်နေတာတွေဝင်နေတာတွေဟာလေဒီနေ့ဒီချိန်မှာတော့ကျမပြန်တင်တာဘယ်လိုခေါ်လဲရက်တင်တာပေါ့လို့ပြောမှလားကြည့်တော့အဲ့တော့ကျမရမဝန်တာတယ်နော်ကျမအဲ့ဒီချိန်မှာသူကကျမရွေးချယ်လိုက်လို့ရှိရင်တော့ကျမဒီချိန်မှာလေဒီလိုရက်တင်နိုင်မှာမဟုတ်ဘူးဆိုတာနော်ကျမဝန်ခံတယ်ကြည့်စုအဲ့ဒါဖခင်တခင်ကတော့သူ့ကိုလေဘယ်လိုပြောမှသူကတကယ်နှလုံးသားနဲ့ဖခင်ကိုလေချီးမွမ်းခြင်းနဲ့တွားခြင်းနဲ့လို့ဆိုတော့လေကျမအခုမှပဲနားလည်လာတယ်ကျမသူ့ကိုလေတောင်းပန်တယ်ပြောတာဟာလေတောင်းယောက်ျားရေခွန်းလည်းပါတရားနားလေးပါတယ်ကျမကျွန်တော်နားလေးပါတယ်ဖခင်တခင်ကနော်ကျမတို့အမေကျမတို့အပြည့်အမေခွန်းလွှတ်ပေးတယ်သူရဲ့ချစ်ချင်းမေတ္တာနဲ့အမေဆွေးခေါ်ပေးတယ်ဆိုတာဟာလေ
သူကျမပြောပေးတယ်ကျမလေးဘူပြီးခွင့်ရတာပေါ့နော်ကျေးဇူးပဲ အမေလက်ကိုတီးပေးပါဦး